ဒီကနေ့ကတော့တရုတ်နိုင်ငံမှာလှုပ်ခတ်နေတဲ့တရုတ်နိုင်ငံရဲ့ယာထုအမြင့်ဆုံးစစ်ဗိုလ်ချုပ်ကြီးတွေကိုစုံစမ်းစစ်ဆေးမှုလုပ်နေတဲ့တဲ့တင်ကိုပြောပြပေးသွားမှာဖြစ်တယ်။အဲ့တော့စုံစမ်းစစ်ဆေးခံနေရတာကဗိုလ်ချုပ်ကြီးကျန်းယူရှာနဲ့ဗိုလ်ချုပ်ကြီးလူကျန်းလီတို့ဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာအတွင်းတရုတ်စစ်တပ်အတွင်းမှာလူသိရှင်ကြားယာထုထုတ်ပယ်မှုအများဆုံးဖြစ်အော်တိုဘာလတုန်းကထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး9ဦးကိုယာထုကနေထုတ်ပယ်ခဲ့အပြီးမှာပဲသူတို့2ဦးကိုယာထုကနေထပ်ပြီးထုတ်ပယ်လိုက်တာဖြစ်ပါတယ်။အသက်85နှစ်အရွယ်ဗိုလ်ချုပ်ကြီးကျန်းယူရှာဟာဗဟိုစစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌတဦးဖြစ်တယ်လို့သူ့ဖခင်ဆိုလို့ရှိရင်တရုတ်ကွန်မြူနစ်ပါတီကိုတီထောင်ခဲ့တဲ့စစ်ဗိုလ်ချုပ်ကြီးတွေကတဦးဖြစ်တယ်။ကျန်းယူရှာဟာ1968ခုနှစ်ကစစ်တပ်ထဲဝင်ခဲ့ပြီးတော့ပျောက်ကြားတိုက်ခိုက်မှုအတွေ့အကြုံရှိသူဖြစ်ပြီးတော့တကယ့်စစ်မြေပြင်ကိုကြုံခဲ့ရတဲ့ထိပ်တန်းကောင်းဆောင်အနည်းပါးတဲ့တဦးဖြစ်ပါတယ်။ရှီကျင့်ဖျင်နဲ့ကျန်းယူရှာတို့ရဲ့မိသားစုတွေဟာတော်လိုင်းမျိုးဆက်သူဖြစ်ကြပြီးတော့သူတို့ရဲ့ဖခင်တွေဟာလည်းရင်းနှီးတဲ့ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တယ်။တရုတ်စစ်တပ်ထဲမှာတတ်မှတ်ထားတဲ့ပင်စင်စားအရွယ်ထက်ကျော်လွန်ပြီးတော့သူ့ကိုယာထုဆက်ပေးထားတာကိုကြည်ချင်းအဖြစ်သမ္မတရှီကျင့်ဖျင်ရဲ့လူယုံတော်အဖြစ်ရှိနေခဲ့တယ်လို့ယူဆလို့ရတယ်။သူ့နောက်ပိုင်းတက်လာတဲ့ဗိုလ်ချုပ်အများစုဟာခေတ်မီစစ်ပညာရက်တွေဤပညာတွေကိုတက်ကြွကြပေမဲ့ကျန်းယူရှာတို့လိုကြီးစံကြားမှာကြီးပြင်းခဲ့ရတဲ့သူမျိုးမဟုတ်တော့ပါဘူး။ဒါကြောင့်ကျန်းယူရှာကိုရှီကျင့်ဖျင်ကဗဟိုစစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားတာဟာလက်တွေ့တိုက်ပွဲအတွေ့အကြုံကိုတန်ဖိုးထားလို့ဖြစ်နိုင်တယ်။အဲ့ဒါဆိုဘာလို့စုံစမ်းစစ်ဆေးခံရတာလဲစဉ်းစားတာရှိတယ်။သမ္မတရှီကျင့်ဖျင်အာဏာရလာပြီးကတည်းကဌာနပေါင်းစုံမှာအဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေကိုဇက်တိုက်လှုပ်လာခဲ့ပြီးတော့အခုလက်တလုံးမှာတော့စစ်ဘက်ဆိုင်ရာဌာနတွေအပေါ်အကြီးအကျယ်အာရုံစိုက်လှုပ်ဆောင်ခဲ့တယ်။အဂတိလိုက်စားမှုဟာကွန်မြူနစ်ပါတီအတွက်အကြီးမားဆုံးချိန်ချောက်မှုအန္တရာယ်ကြီးဖြစ်တယ်လို့ပြောဆိုခဲ့ပြီးတော့ကိုတင်းတင်းကြပ်ကြပ်ကင်တွယ်နေတာပဲဖြစ်ပါတယ်။ကျန်းယူရှာဟာရခိုင်ကဒီစက်ကရိယာဖွံ့ဖြိုးတိုးတက်မှုဌာနကိုတာဝန်ယူခဲ့တယ်။အခုစစ်ဆေးနေတဲ့ဒုံးပြန်တပ်ဖွဲ့ဝင်ခွင့်နဲ့လက်နက်ဝယ်ယူရေးခြားစားမှုတွေဟာသူတာဝန်ယူခဲ့ရတဲ့ကာလတွေနဲ့ဆက်ဆက်နေတယ်လို့ယူဆရတယ်။လူကျန်းလီကကြတော့တရုတ်စစ်တပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုတာဝန်ယူရတဲ့ပူးတွဲစစ်ဦးစီးဌာနအကြီးအကဲတယောက်ကာကွယ်ရေးဝန်ကြီးဖြစ်လာဖို့အလားအလာအရှိဆုံးသူလို့တစ်ချိန်ကသတ်မှတ်ခြင်းခံခဲ့ရတယ်။သူဟာကျန်းယူရှားရဲ့လူယုံဖြစ်တာကြောင့်ကျန်းယူရှားကိုစုံစမ်းစစ်ဆေးရမှာအဓိကသက်သေဒါမှမဟုတ်ဆက်နေတဲ့သူအဖြစ်စစ်ဆေးခံရတာဖြစ်နိုင်တယ်။ကျန်းယူရှားနဲ့လူကျန်းလီတို့စစ်ဆေးခံနေရတဲ့အတွက်9ယောက်ရှိတဲ့ဗဟိုစစ်ကော်မရှင်မှာဥက္ကဋ္ဌရှီကျင့်ဖျင်နဲ့စစ်တပ်စည်းကမ်းကိုတာဝန်ယူရတဲ့ကျန်ရှန်မင်းတို့2ဦးပဲကြံတော့မှာဖြစ်ပါတယ်။အဲ့တော့ရှီကျင့်ဖျင်ဟာစစ်တပ်အတွင်းအကျင့်ပြတ်ခြားစားသူတွေကိုဖယ်ရှားပြီးတော့စစ်တပ်ကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်နိုင်တယ်။အခုဖြစ်ရပြီးခဲ့တဲ့နှစ်ကဒုံးပြန်တပ်ဖွဲ့ထိပ်ပိုင်းကောင်းဆောင်တွေနဲ့ကာကွယ်ရေးဝန်ကြီးလီရှန်ဖူးတို့ဖြုတ်ချခံရမှုနဲ့နောက်ဆက်တွဲကြရက်တွေလို့လည်းယူဆလို့ရတယ်။ဒီစစ်တပ်အတွင်းမှာစောဆောင်ရေးပိုင်းထက်ခြားစားမှုများလာတာကိုရှင်းလင်းပြီးဒီတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့စစ်တပ်တစ်ခုဖြစ်အောင်ပြုပြင်ပြောင်းလဲနေသလားလို့စဉ်းစားစရာပဲ။တရုတ်အစိုးရဘက်ကဒီလိုစုံစမ်းမှုတွေကိုတရားဝင်အတည်ပြုလို့တော့မရှိဘူး။သူတို့ကယာထုကနေအပီးအတိုင်ဖယ်ရှားပြီးမှတာသတင်းအားထုတ်ပြန်လေရှိတယ်။ခုချိန်ကတရုတ်စစ်တပ်အတွက်မုံတိုင်းထန်နေတဲ့ကာလဖြစ်တယ်လို့ပြောလို့ရတယ်။ရှီကျင့်ဖျင်အနေနဲ့သူ့ရဲ့အရင်ကြီးဆုံးလူတွေကိုတော့မချန်တော့ပဲအရေးယူပြတာဟာသူ့ရဲ့အာဏာဆက်ပြင်းထန်ပုံကိုပြသလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းထိပ်ပိုင်းကောင်းဆောင်တွေကိုခဏခဏလဲလှယ်နေတာတွေစုံစမ်းစစ်ဆေးနေတာတွေဟာစစ်တပ်ရဲ့စနစ်တကျစီမံခန့်ခွဲမှုကိုအဟန့်တားဖြစ်စေမှာတော့အမှန်ပဲစစ်တပ်အတွင်းမှာမတည်ငြိမ်မှုတွေရှိနေရင်ကြီးမားတဲ့စစ်စင်ရေးလုပ်ဖို့အစီအစဉ်တွေကနှောင့်နှေးသွားတတ်တယ်။ရှီကျင့်ဖျင်ဟာတရုတ်စစ်တပ်ကိုကမ္ဘာအဆင့်မီစစ်တပ်ဖြစ်အောင်2035မှာအပြည့်တက်တိဆောက်ချင်တာဒုံးပြန်တပ်ဖွဲ့မှာဖြစ်ခဲ့တဲ့ခြားစားမှုတွေကိုရှီကျင့်ဖျင်ကဒေါသထွက်ပြီးတော့အခုလိုလှုပ်ဆောင်လာတာပဲဖြစ်ပါတယ်။စစ်တပ်ကအကျင့်ပြတ်နေရင်စစ်ပွဲတစ်ပွဲမှာရှုံးနိမ့်သွားနိုင်ပြီးတော့အဲ့ဒီရှုံးနိမ့်မှုကကွန်မြူနစ်ပါတီပြိုလဲခြင်းရဲ့အစဖြစ်လာနိုင်တယ်လို့ရှီကျင့်ဖျင်အနေနဲ့ယူဆထားတယ်လို့သုံးသပ်လို့ရတယ်။ဒါကြောင့်နိုင်ငံရေးတည်မြဲဖို့အတွက်စစ်တပ်ကိုအကြမ်းနည်းနဲ့ပြုပြင်နေတာဖြစ်နိုင်တယ်။ကျန်းယူရှာဟာရှီကျင့်ဖျင်ရဲ့အတွင်းစည်းတွေကအမာခံပုဂ္ဂိုလ်ဖြစ်လို့သူ့ကိုစစ်ဆေးတာဟာရှီကျင့်ဖျင်အတွက်
နိုင်ငံရေးအရာအန္တရာယ်တော့ရှိနိုင်တယ်အနိကဆုံးလူယုံတွေကိုပါတယောက်ပြီးတယောက်ဖယ်ရှားနေတာကကြံရှိနေတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာငါအလက်ဘယ်တော့လဲဆိုတဲ့စိုးရိမ်စိတ်ကိုဖြစ်စေလိုပဲဖြစ်ပါတယ်ဒီလိုအကြောက်တရားနဲ့အုပ်ချုပ်တာကရေရှည်မှာအတွင်းပိုင်းပုံကံမှုဒါမှမဟုတ်အမိတ်မနာခံမှုကိုဥတီတွားစေနိုင်တဲ့အားနည်းချက်တွေရှိတယ်ဒါကြောင့်အခုလို့ရပြည်ပကိုအင်အားပြဖို့ထက်ပြည်တွင်းရေးကိုအရင်ကြစ်ကြစ်လစ်လစ်လှုပ်ဆောင်နေတဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတရက်လို့ကျွန်တော်တို့မြင်တာတယ်အချုပ်အနေနဲ့ပြန်ပြီးတော့ချုပ်လိုက်ရင်ကျန်းယူရှားတို့လိုဝိုင်းရင်ဗိုလ်ချုပ်ကြီးတွေကိုဖယ်ရှားတာဟာတရုတ်စစ်တပ်ကိုခေဟောင်းဩဇောလွှမ်းမိုးမှုကနေရှင်းထုတ်လိုက်တဲ့သဘောဖြစ်တယ်နေရာဝင်ယူလာမဲ့မျိုးဆက်တစ်တွေဟာချီချင်းဖြင်ရဲ့လက်ယုံတွေအဖြစ်စစ်တပ်ကိုဤပညာမြင့်မားပြီးအမိတ်နာခံမှုရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်အောင်ပြုပြင်ပြောင်းလဲရင်ချီချင်းဖြင်ရဲ့ထိုင်ဝမ်ပြန်ပေါင်းစည်းရေးအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ပုံမူတက်ကြွတဲ့မူဝါဒတွေကိုကျင့်သုံးလာနိုင်တယ်လို့မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်